ညီမလေးတို့ကိုမမပန်ကအကြံလေးတစ်ခုပေးချင်တယ်ဒီလား။ဘာလဲဆိုလို့ရှိရင်ညီမလေးပဲဖြစ်ဖြစ်မောင်လေးပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်ပေါ့နော်။ကိုကလူတစ်ယောက်ကိုရွေးချယ်တဲ့အခါမှာသူ့ရဲ့တာမန်နေထိုင်နေတဲ့ပုံစံကိုကြည့်ပြီးမှမရွေးချယ်နဲ့။ဒီတိုင်းနေနေတဲ့ချိန်ကိုပြောတာပေါ့နော်။အထူးသဖြင့်သူဒီတိုင်းနေနေတဲ့ချိန်မှာရှိနေတဲ့သူ့ရဲ့စိတ်ဒီလိုရေးပြင်းကြီးလိုဖြစ်နေတဲ့သူ့ရဲ့စိတ်ကိုမရွေးနဲ့သူကကိုယ့်ထက်နှိမ်ပါတဲ့လူတွေကိုဆက်ဆံတဲ့အခါဘယ်လိုဆက်ဆံလဲပြီးတော့သူဒေါသတအားထွက်နေတဲ့အခါမှာတစ်ဖက်သားကိုဘယ်လိုဆက်ဆံလဲဘယ်လိုစကားပြောလဲဘယ်လိုတုံ့ပြန်လဲပြီးတော့သူတအားစိတ်သက်ကြနေတဲ့အခါမှာသူစောက်တရားမရဖြစ်နေတဲ့အခါမှာပေါ့နော်ဘလို့တုံ့ပြန်လဲဘလို့လှုပ်လဲဘလို့စီစဉ်လဲအဲ့ဒါကြည့်မှလူကိုရွေးရတယ်လူတွေကအိမ်ထောင်ဖက်ရွေးတဲ့အခါမှာဖြစ်ဖြစ်ပါတနာရွေးတဲ့အခါမှာဖြစ်ဖြစ်ရုပ်ဆွအစုံလုပ်ငန်းရွေးချယ်တဲ့နေရာမှာဖြစ်ဖြစ်ဒီတိုင်းရေပြင်ကြီးကတော့အကုန်လုံးသိရမလားဟန်ဆောင်ပန်ဆောင်လုပ်လို့ရတယ်ကွာဒါပေမဲ့ခုနပြောသလိုမျိုးကိုယ့်ထက်လက်အောက်ငယ်သားကိုဘလို့ဆက်ဆံလဲဒေါသထွက်တဲ့အခါဘလို့တုံ့ပြန်လဲတချို့ကြောက်ရရှိရဒီတိုင်းနေနေတဲ့အခါမှာဥဝပေါ့နော်ခုမမပန်လို့ပေါ့နော်ဥဝနေရဒါပေမဲ့တကယ်လောရတော့မယ်ဟေးဆိုတဲ့အခါမှာမုကပြောင်းသွားတယ်ပြောချက်ရှိတဲ့စကားကိုပြောတယ်ထိမိပြောတယ်အဲ့လိုပေါ့နော်အဲကြောင့်မလို့ပြန်ပြောမယ်ကိုထက်နှိမ်ပါတဲ့လူဘယ်လိုဆက်ဆံလဲဒေါသထွက်တဲ့အခါမှာ तू ဘယ်လိုဆက်ဆံလဲ तू ဘယ်လိုတုံ့ပြန်လဲ तू ဘယ်လိုလုပ်လဲပြီးလို့ရှိရင်သူစိတ်သက်ကြနေတဲ့အခါမှာ तू စောက်တရားများဖြစ်နေတဲ့အခါမှာ तू ခဏ तू ရှောင်ဖယ်ကောင်းရှောင်ဖယ်လိမ့်မယ်ပြီးသားလို့ရှိရင် तू ဘယ်လိုစီစဉ်လဲ तू အဲ့ကနေဘယ်လိုယုံထွက်လဲအဲ့၃ချက် okay အဲ့၃ချက်ကိုကြည့်ပြီးလူရွေးပါbye bye